တာကြီးအေး Wi-Fi password လေးခဏပေးပါဦး YouTube မှာ drama မလို့ပါကွာ Okay let me check ဦးလေးမနေ့ကလည်းတရားနာမယ်ပြောတာနောက်ဆုံး TikTok ဒန်ဆာတွေပဲကြည်နေတာမလားဟာလူကြီးကိုမယုံဘူးလားဦးလေးကဘာသာရေးသမားပါကို Sexy girl live started လာဟာ Facebook ကအလိုလိုတက်လာတာ တရာသမားကြီး page follow ထားတာများနာပြီနော် Looks like the holy man follows many pages algorithm ဆိုတာရှိတယ်ဟာစိတ်မပါပဲတက်လာတာဟော algorithm မှာဦးလေးစိတ်ကိုတိနေတာပဲ ဦးမြင့် secret package လာပို့တာ တိုးတိုးပြောစဟမ် secret ဆိုတော့ပိုစိတ်ဝင်စားလာပြီ ဦးလေး TikTok ad name က Hot King 95မလား follower တော့နက်နက်ကေကြောနေပြီ How did you do it profile photo ကဦးလေးပုံကြီးပဲလေ but the profile photo is literally you အခုခိတ်ဘုံကြီးတောင် TikTok ဆော့တယ်ဦးလေးကပိုခိတ်မိနေပြီ ပိုခိတ်မိနေပြီအဲ့လောက်မရဲနဲ့ကွာ password ပဲပေး right sorry okay here you go password ကို Tharya Isar 2926 ဟာ wrong password တက်နေတယ် caps lock ပိတ်ထားဦး what it says wrong password turn off caps lock caps lock ဆိုတာဘာလဲဦး what is caps lock တော့ခတ်ရတာလားဦး do I need to lock something professional hacker bio ထားပြီး caps lock မသိဘူး you call yourself a professional hacker but don't know caps lock လုံးလိုက်ပေါ် image တိဆောက်ထားတာပါကွာ I built an online image for myself ဟာ internet bill မဆောင်ရသေးဘူး ဒါဆိုအစကတည်းကပြောပါလား